Hello ဒီနေ့မှာတော့ဖြူဖြူအကြိုက်ဆုံးဟင်းလေးတစ်ခွက်ဖြစ်တဲ့ရဲရွရွနဲ့ငဖယ်နဲ့ထုတ်ချက်တဲ့ဟင်းလေးချက်ပြပေးပါမယ်ရှင်။ဒါလေးကတော့ငဖယ်ချက်ဖို့အတွက်ပြင်ဆင်ထားတာလေးပါ။ငဖယ်ကိုဖြူဖြူကငဖယ်ချီးပဲချက်တာတဲ့စားလို့ရှိရင်ဒီလိုမျိုးရဲရွလေးနဲ့ချက်တာကိုပိုကြိုက်တယ်။ရဲရွကကြတော့ကျမကြီးနဲ့လည်းညီညွတ်တယ်ပေါ့နော်။ဖြူဖြူကတော်တော်ကြိုက်တယ်။အဲ့တော့ဒါကငဖယ်30သား9000ပို့ပါ။ဒါကရဲရွက900ပို့ပေါ့နော်။တိုတယ်9500ပို့နဲ့ဖြူဖြူရဲရွငဖယ်ဟင်းလေးတစ်ခွက်ချက်ပြပါမယ်။ကဲငဖယ်ပေါက်ပါမယ်ငဖယ်ကကျတော့ပေါက်လီစီးလီပေါက်လီစီးလီဆိုတဲ့ခါကျတော့ဒီချာလေးပေါက်ပေးရပါတယ်ဒါကဒီကချစ်ပြီးသားဈေးတွေကနေပြီးတော့ဒီတိုင်းအလွှာလိုက်လေးဝယ်ခဲ့တာဆိုတော့စားလေးထည့်ပါမယ်စားလေးဇွန်တသေးနဲ့တစ်စွန်းခွဲလောက်ထည့်လိုက်မယ်ပြီးရင်ဒါရှိအရသာမုတ်လေးတစ်စွန်းလောက်ထည့်ပါမယ်ပြီးတော့စမွေးလေးနည်းနည်းထည့်ပေးပါမယ်အဲ့ဆိုရင်ဒါလေးကိုနာလေးပေါက်နိုင်တယ်လို့ပေါက်ပေးမယ်ပေါ့နော်ငဖယ်ကပေါက်လေးစီးလေးပေါက်လေးစီးလေးဖြစ်ပါတယ်စိတ်ရှိလက်ရှိဒီလိုမျိုးအားရပါရနဲ့ပေါက်ချလိုက်ပါမယ်မကြည့်နဲ့တဲ့သူရှိရင်မျက်နှာကိုမြင်ပြီးတော့ပေါက်ချရအောင်လက်ကစားတာပါပေါက်လေးစီးလေးဆိုတော့ပြီးတော့ငဖယ်ကိုတော်ဟာလေအလုံးရှုပ်လို့မချက်ဘူးဒီနေ့မှငဖယ်မစားရတာကြာလို့ဝယ်လာတာပေါ့နော်ပြီးတော့မိုးလဲချုပ်နေပြီဆိုတော့လေမြင်လေးချက်ရတော့9နာရီထိုးကနေနေပြီငဖယ်ကိုလောက်ရလက်ဝင်လို့မချက်ပါဘူးဒီလောက်နေထားဆိုရင်ရှာပြီပေါ့နော်တော်တော်လေးစီးပိုင်သွားပြီဒီလောက်ကဲဒါတော့ရဲရွလေးတွေကိုရေးစင်အောင်ဆေးပြီးတော့ရေးစစ်ထားတာပေါ့နော်ပြီးတော့ဒီတိုင်းနဲ့အချိန်မရတော့လို့ဒီလိုပဲထုတ်လိုက်တော့မယ်တကယ်လို့ကိုကပို့ပြီးတော့အထုပ်လှလှလေးဖြစ်နေဆိုလို့ရှိရင်ဒါလေးကိုလေမီးလေးနည်းနည်းလေးပြလိုက်လို့ရတယ်မီးကြီးလေးနဲ့ဒီလိုလေးမီးလေးနည်းနည်းกินလိုက်ရင်သူဒီရှိုးလေးတွေကပျော့သွားတော့ပို့ပြီးတော့ထုတ်လို့ကောင်းတယ်ပေါ့နော်ပြီးတော့ဒီတိုင်းနဲ့ထုတ်လိုက်တော့ပါမယ်ဒီဘက်ကနေထုတ်မယ်နော်အရှိုးဘက်ကနေထုတ်ပါမယ်ဒါငဖယ်ဒီလိုတစ်လုံးစာကိုဒီလိုထည့်ပြီးတော့ဒီလိုမျိုးကိုထည့်ပြီးတော့ဒီလိုလေးကိုထုတ်တတ်တယ်လို့မျိုးလေးပေါ့နော်စင်ကြည်တယ်လို့လေးထုတ်ပေးမယ်ဒါတော့ဒီဘက်ကနေစပြီးတော့ဒီလိုလေးထုတ်ပါမယ်တိတ်တော့မထုတ်တော့ဘူးပေါ့နော်ရတယ်အပေါက်မပါအောင်လို့စင်ကြည်တယ်လို့ပဲထုတ်လိုက်ပါတယ်တန်ဒီလိုလေးပေါ့နော်မလားမပါအထုပ်ကလေးရသွားပါပြီအဲ့ဒါကိုဒီလိုသွားချထိုးရန်လေးနဲ့ထိုးပြပါမယ်တစ်ချက်ပြီးရင်တော့သွားချထိုးရန်လေးတတိပရလေးတွေဖယ်ပေါ့နော်ဒါအားကောင်းဆွေးနေမှာဆိုလို့လေဒီလိုမျိုးလေးအထုပ်လေးထုတ်လိုက်ပါမယ်ဒီလိုလေးပေါ့နော်ထမင်းငဖယ်လေးကိုရွက်ရဲ့အပြားလေးကနေပြီးတော့ဒီကတော့ဒီလိုမျိုးလေးတွေလှည့်ပြီးတော့ထုတ်ပြလိုက်ပါတယ်ရဲရွက်ကလေးဝယ်ရတာဆိုတော့ဒါတော့မှတစ်စည်းလုံးမှာဒီတက်တဲ့ပဲရှိရဝယ်ရတာဆိုတော့တိတ်ပြီးတော့မနှူဘူးပေါ့နော်ဒီလိုအိမ်မှာဆိုလို့ရှိရင်ကိုပင်ကိုဖူးပြီးတော့လုံးရရင်ပို့ပြီးတော့လက်ဆက်ဆက်နဲ့မိဖက်ဖက်လေးတွေပဲထုတ်လို့ရတယ်ပေါ့နော်ဒီလိုလေးအထုပ်လေးထုတ်လိုက်ပါမယ်ဒါလေးကတော့ရဲရွက်နဲ့ငဖယ်လေးနဲ့ထုတ်ထားတာပါစီတက်ပြီဆိုလို့ရှိရင်တော့တက်တုံနီလေးစီတက်ပါမယ်ပြပြတာတက်တုံနီရဲ့တက်တုံမျိုးစနွင်းမယုတ်သီးအယောင်တွေမဟုတ်ပေါ့နော်အကုန်ရောပြီးတော့ထောင်းထားတာလေးပါဒါလေးကိုစီတက်ပြီဆိုလို့ရှိရင်စီတက်လိုက်ပါမယ်အေးလေးနဲ့ပဲချက်ပါမယ်နော်ပြပြနှမ်းစီတုံးထားတာဆိုတော့အမြုပ်ကလေးတွေတော့ထားပါတယ်ငါပြားရည်ကိုတော့မှုရအောင်လို့မို့လို့ဖြူဖြူအမြဲတမ်းစီတက်တဲ့ထဲမှာပဲထည့်ပါတယ်ကဲဒါဆိုလို့ရှိရင်စီတက်တာလေးနွမ်းပြီးတော့မှုလာပြီပေါ့နော်မှုလာပြီဆိုလို့ရှိရင်ဖြူဖြူကတော့အနှစ်ကလေးကြာအောင်လို့ခရမ်းချစ်လေးနှလုံးလောက်လေးသုံးပါမယ်ဒါလေးကိုခရမ်းချစ်လေးကြည့်အောင်လို့မို့လို့အရှည်လေးနည်းနည်းထည့်ပြီးတော့အဖုံးလေးပိတ်ပြီးတော့ခဏလောက်လေးစောင့်နေပေါ့နော်ခင်းကြည့်ပြီးအနှစ်လေးကြည့်အောင်လို့မလို့ဖြူဖြူရှည်လေးနည်းနည်းထည့်လိုက်ပါတယ်ပြီးရင်9မိနစ်လောက်အုပ်ထားပေးလိုက်ပါမယ်ကဲဒီလောက်ဆိုရင်ခရမ်းကျင်သီးလေးတွေလည်းကြေလောက်ပြီဆိုတော့ဖြူဖြူဇွန်းလေးနဲ့ခြေပေးပါမယ်ဒါခရမ်းကျင်သီးလေးတွေနူးနေပြီပေါ့နော်ဒါ9မိနစ်9မိနစ်လောက်အဖုံးလေးပိတ်ပြီးတဲ့အခါကျတော့ခရမ်းကျင်သီးတုံးလေးတွေနူးနေပါပြီဒါလေးကိုဖြူဖြူဇွန်းလေးနဲ့ဒီလိုလေးခြေပေးပါမယ်အနှစ်လေးကြီးသွားပြီဆိုတော့အရသာအတွက်ကတော့စားနဲ့အရသာမဟုတ်ခဲ့ပါမယ်
ဒါကစားတစုံခွဲလောက်ထည့်မယ်ပေါ့နော်ခုနငဖဲအတွက်အရသာကျတော့ငဖဲနေတဲ့ထဲမှာထည့်ထားပြီးသားပေါ့နော်ဒါအနှစ်အတွက်အရသာပါစားတစုံခွဲလောက်နဲ့အရသာမုတ်လေးတစုံလောက်ထည့်ပါမယ်ဒါဆိုလို့ရှိရင်အနှစ်လေးလည်းတော်တော်လေးကျသွားပြီအနှစ်လေးလည်းကျေသွားပြီဆိုတော့ဒီရဲရွနဲ့ငဖဲနဲ့ထုတ်ထားတာလေးထည့်လိုက်ပါတော့မယ်ရှင်ဒီတော့ဖတ်မလောက်လို့ကြံနေတဲ့တစ်ဖက်လေးပေါ့နော်ကဲပြီးရင်စုံစေးရည်လေးထည့်ပါမယ်ပြီးရင်တော့အဖုံးလေးပိတ်ပေးထားလိုက်ပါမယ်ကဲမိသားလေးကိုတစ်ချက်ကြည့်လိုက်ပဲဝါမွေးကြိုင်နေရောပဲဒါပြူ7မိနစ်လောက်ချက်ပေးလိုက်တဲ့မိသားလေးပေါ့နော်ငဖေကအရင်ကြိုင်ချက်စရာမလိုပါဘူးဒီအနှစ်တည်းကရှယ်ကိုလူးစားရမှာအဲ့ဆိုလို့ရှိရင်ဒါစက်လူနီပါလေးဖြစ်သွားပါပြီစက်လူနီပါလေးဖြစ်သွားတဲ့အတွက်ဒီပြူကမှုေးသွားအောင်လို့မောင်မျိုးကြီးစိမ့်လေး2တောက်လောက်ညှက်ထည့်ပါမယ်ပြီးတော့မွေးပင်လေးပေါ့နော်ဒီကြိုက်တဲ့နန်းနန်းပင်လေးနည်းနည်းအုပ်ပါမယ်ဝါရှယ်ပဲအနက်နေငယ်တွေကိုပိုက်စားနေပါပြီသူကလေအထုပ်လေးကြီးပြတ်သွားမှာဆိုလို့ပြီးအရန်ကြီးမမှုေးပေါ့နော်အထက်အောက်လေးလှန်ပေးအောင်မယ်ပြီးတော့ဒီအိုးကကျတော့မကတ်အိုးဆိုတော့လေဒီတိုင်းထားလဲမကတ်ဘူးဆိုတော့ပြီးတော့ဒီတိုင်းလေးပဲအထက်အောက်လေးပဲနည်းနည်းပပလေးလှန်ပေးပါမယ်ဒီလိုလေးမစားရတာတော်တော်ကိုကြာပြီရန်ကုန်မှာရဲဥရောက်ကရှားရတယ်ပြီးတစ်စည်းလုံးမှာဒီတသေးပဲရှားပပတွေ့လာတာငဖဲကိုလေးတိုင်းအလွတ်ကြီးချက်တာပဲစားလို့ရှိရင်ဒီလိုမျိုးလေးရဲဥရွက်လေးနဲ့ထုတ်ပြီးတော့ချက်တော့ပြီးတာအားကိုကြိုက်ပါတယ်တချို့တွေကတော့ရဲရွက်တို့ရဲရွက်ဒီလိုမကြိုက်ဘူးဒီကရဲရွက်အရွက်ကောအပြီးရောအကုန်ကြိုက်တယ်ကဲစီလေးလည်းပြန်လာပြီးအနှစ်လေးတွေလည်းအကုန်ပြတ်သွားပြီဆိုတော့ဒီဒါလေးရဲရွက်ငဖဲချက်လေးကိုခတ်လိုက်ပါတော့မယ်ကဲဖြူဖြူရဲရွက်ငဖဲတုပ်ချက်လေးကြက်ပါပြီရှင်ဒီလိုမျိုးလေးပါငဖဲကိုဒီတိုင်းကြီးပဲချက်စားရကြော်စားရတာရိုးလာပြီဆိုရင်ဒီလိုမျိုးလေးရဲရွက်လေးနဲ့ထုတ်ပြီးတော့ချက်စားဖို့အကြံပေးပါတယ်စားလို့လည်းကောင်းတယ်လို့ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ဟင်းလေးတစ်ဖက်ပါရှင်ကဲဖြူဖြူရဲ့ဘလော့လေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဘလော့တွေမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်